ဒီနေ့မှာတော့တစ်ချိန်ကလူငယ်ပရိသတ်တွေကြားမှာအင်မတန်ရေမှန်းစားခဲ့တဲ့တွင်းလိုက်ဆိုတဲ့ရုပ်ရှင်ဇာတ်လမ်းကြောင်းလေးကိုပြပြပေးသွားပါမယ်။ဇာတ်လမ်းလေးကိုတော့ဘယ်လာလို့ခေါ်တဲ့ကောင်မလေးနဲ့စတင်ထားပါတယ်။သူမကအရီဇိုနာပြည်နယ်ကနေဝါရှင်တန်ကိုပြောင်းလာခဲ့တာပါ။သူမအဖေချာလီကဒီမြို့ရဲ့ရဲအုပ်ဖြစ်ပြီးဒါကြောင့်ပဲသူမကဒီဒေသကိုပြောင်းလာခဲ့တာပါ။သူမတို့မိဘနှစ်ပါးကကွာရှင်းထားကြပြီးအမေကနောက်အိမ်လုံးပြသွားခဲ့ပါတယ်။အဖေအိမ်ကိုရောက်လာတော့တငယ်ချင်းဖြစ်သူဂျီကောတို့မိသားစုနဲ့လည်းတွေ့ခဲ့ပြီးဂျီကောရဲ့အဖေကလည်းသူ့အဖေရဲ့တငယ်ချင်းကောင်းပါ။သူမကဂျီကောတက်တဲ့ထထန်းကျောင်းမှာပဲတက်ခဲ့ပြီးသူမကကျောင်းသူသေးဖြစ်တဲ့အတွက်တငယ်ချင်းတွေရလာအောင်ကြိုးစားနေခဲ့တယ်။ဒါနဲ့နေ့လည်စာစားချိန်ရောက်တဲ့အချိန်မှာသူမကတငယ်ချင်းတွေနဲ့အတူနေ့လည်စာထိုင်စားနေခဲ့ပါတယ်။အဲ့ချိန်မှာကောလင်းမိသားစုက Rosalie, Alex နဲ့တခြားမောင်နှမတွေကလည်းအဲ့နေရာကိုရောက်လာခဲ့တယ်။ဘယ်လာရဲ့တငယ်ချင်းတွေကအဲ့မိသားစုကြောင်းကိုပြောပြလာတယ်။အဲ့ချိန်မှာကောလင်းမိသားစုတွေကအောက်ကရောက်ခဲ့ပါတယ်။တငယ်ချင်းတွေပြောပုံရဆိုရင်ကောလင်းမိသားစုကဒီဒေသမှာနာမည်ကြီးပြီးသူတို့မောင်နှမတွေကဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ပဲသူတို့ဘာသာသူတို့နေတတ်ကြတယ်။သူတို့ကလည်းဘယ်သူနဲ့မှလည်းခင်မင်ညင်မုံမရပါဘူး။နောက်တစ်ချိန်ဖြစ်တဲ့ဘိုင်ယိုတန်ထဲမှာတော့ဘယ်လာကအဝတ်နဲ့တူတန်းထဲမှာထိုင်ခဲ့ရပါတယ်။သူမဘေးမှာထိုင်နေတဲ့အဝတ်ရဲ့အမူအရာတွေကြောင့်အထူးဆန်းလုံနေပြီးခက်မြက်မြက်ဘေးကနေထထွက်သွားခဲ့ပါတယ်။ဘယ်လာကလည်းတနေ့ကုန်အဝတ်လုပ်တဲ့အပြုအမူတွေကြောင့်စိတ်အဆင်မပြေခဲ့ပါဘူး။နောက်ရက်တွေမှာကျောင်းမှာဘလို့မျက်နှာနဲ့ရင်ဆိုင်ရမလဲလို့တွေးမိပေမဲ့အဝတ်ကနောက်နေ့မှာကျောင်းကိုရောက်မလာပါဘူး။အဝတ်ကကျောင်းမလာတော့တာတနေ့တည်းမဟုတ်ပါဘူး။နောက်ထပ်ရက်တွေမှာလည်းဇက်တိုက်ကျောင်းပြတ်ခဲ့ပါတယ်။ဘယ်လာကတော့သူ့ကိုမျှော်မှန်းမသိမျှော်နေခဲ့ပါတယ်။အဆောက်အုံတစ်ခုမှာတော့ယောက်ျားတစ်ယောက်ကသူ့အတော့ကိုသူကယ်ဖို့ပြေးလွှားနေခဲ့ပါတယ်။ဒါပေမဲ့နောက်ကလိုက်လာတဲ့အမျိုးသားနှစ်ယောက်ကသူ့ကိုဖမ်းသွားခဲ့ကြတယ်။ပြီးတဲ့နောက်ပြောက်ကွက်ကဘယ်လာတို့အိမ်ကိုပြန်အောင်လာပြီးသူမအဖေကလူတစ်ယောက်ကိုတလိษံတွေကကိုက်ဖြတ်သွားတဲ့အမှုကြောင့်တွားရမှာဖြစ်လို့သူ့ကိုညစာစားမဆောင်ဖို့မှာခဲ့ပါတယ်။ဘယ်လာအဖေပြောတဲ့သူကလူတွေတတ်တဲ့ပုံစံနဲ့တလိษံတွေတက်ဖြတ်လိုက်တဲ့ပုံစံနဲ့တူနေတာကြောင့်သူမအဖေကအဲ့လိုယူဆသွားတာဖြစ်ပါတယ်။ဘယ်လာကလည်းကျောင်းကိုရောက်လာပြီးဘိုင်ယုံချိန်တက်ဖို့ဝင်လိုက်တဲ့အခါထိုင်နေတဲ့အဝတ်ကိုတွေ့လိုက်ရတယ်။အဝတ်ကိုယ်တိုင်ကလည်းဘယ်လာကိုစကားဆပြောတဲ့အတွက်ဘယ်လာကလည်းပြန်ပြောခဲ့ပြီးအချင်းချင်းစကားဖက်လဲကြခဲ့တယ်။အဲ့ချိန်မှာအဝတ်ရဲ့မျက်လုံးတွေကအယောင်ပြောင်းသွားတာကိုဘယ်လာကမြင်ပြီးပြောလိုက်တဲ့အခါအဝတ်ကတွေးမှုများစွာနဲ့လှည့်ထွက်သွားခဲ့တယ်။အခုတော့ဘယ်လာကအိမ်ပြန်ဖို့အတွက်သူမရဲ့ထွက်ကားပြီးမှရက်နေခဲ့တယ်။သူမနဲ့အတော်လန်းတဲ့နေရာမှာအဝတ်ရှိနေပြီးသူမကိုကြည့်နေတဲ့ဘယ်လာကိုမြင်လိုက်ပါတယ်။အဲ့ဒီချိန်မှာတော့ကားတစ်စီးကအရှိန်လုံးပြီးဘယ်လာကိုတိုက်မိတော့မလို့ပြင်းဝင်လာနေတော့အဝေးကြီးကနေအဝတ်ကသူမကိုကယ်ဖို့ခြေချင်းရောက်လာပြီးဘယ်လာနဲ့ကားနဲ့ကြားတဲ့ကိုလက်နဲ့ဝင်ခံပေးလိုက်တာကားကြီးကချိန်သွားခဲ့ရတယ်။ကားကိုလက်နဲ့တားလိုက်နိုင်တာကိုမြင်တော့ဘယ်လာကလန်သွားခဲ့ပါတယ်။ဒါနဲ့ဘယ်လာကဆေးရုံကိုရောက်လာခဲ့ပြီးဒေါက်တာကောလင်းနဲ့တွေ့ခဲ့တယ်။ဒေါက်တာကောလင်းကအဝတ်ရဲ့မွေးစားအဖေဖြစ်ပြီးဘယ်လာကသူ့မကိုအဝတ်ကကယ်ခဲ့တယ်လို့ပြောလိုက်ပါတယ်။သူ့ပုံစံကမျှော်လင့်မထားသလိုပါပဲရူစီတို့နဲ့စကားပြောနေတဲ့အဝတ်ကိုမြင်တော့ဘယ်လာကခေါ်လာပြီးဘလို့များလှုပ်လိုက်တာလဲလို့မေးပါတယ်အဝတ်ကတော့သူ့မကိုဘာမှပြန်မဖြေခဲ့ပါဘူးအဲ့ဒီနေ့ကစပြီးဘယ်လာရဲ့စိတ်ထဲမှာသူ့နားမှာအဝတ်အမြဲရှိနေသလိုခံစားနေရပေမဲ့အဝတ်ဘက်ကတော့ဘာမှမထူးခြားသလိုပါပဲတရက်မှာတော့ဘယ်လာဟာအဝတ်နဲ့ကျောင်းမှာတွေ့တော့ကန်းချီပါတီကိုလာဖို့ဖိတ်ခေါ်လိုက်ပါတယ်သူမကအဝတ်ကိုကန်းချီမှာစောင့်နေတော့ဂျေကောတို့တငယ်ချင်းတွေရောက်လာခဲ့ပါတယ်သူကကောလင်းတို့မိသားစုတွေဟာကန်းကြီးကိုဘယ်တော့မှမလာကြောင်းပြောပြခဲ့တယ်ဆက်ပြီးတော့ဂျေကောတို့ဘယ်လာတို့ကသူတို့မိသားစုတွေကတမန်ဝင်မလီနေနဲ့ဆက်ဆက်နေကြောင်းကောလင်းတို့နဲ့သူတို့ကမျိုးမတူကြောင်းဒါပေမဲ့အချင်းချင်းကြားမှာတယောက်နယ်မြေကိုတယောက်မကြော်ကြီးဆိုတဲ့သဘောတူကြထားပြီးနေထိုင်ကြတာမျိုးတော့ပြောပြခဲ့ပါတယ်ဒါပေမဲ့ဂျေကောကအဝါတို့မိသားစုအကြောင်းကိုတော့မပြောပြသွားခဲ့ပါဘူးဘယ်လာကအဝါတို့မိသားစုအကြောင်းကိုသိချင်လို့အင်တာနက်ကနေရောစာအုပ်ကနေကရှာဖွေခဲ့တယ်ဘယ်လာအပြင်ထွက်လာနေတော့ကောင်လေးနဲ့တွေ့ပြီးပြဿနာဖြစ်နေတဲ့အချိန်မှာအဝါကရောက်လာခဲ့ပြီးသူမကိုကယ်တင်ပေးခဲ့တယ်ပြီးတော့ဘယ်လာကိုအတင်းခေါ်လာခဲ့ပြီးဘယ်လာကအဝတ်ကိုမေကွန်းတစ်ခုပြီးတစ်ခုမေးနေခဲ့တယ်အဝတ်ကတော့သူမနဲ့အဝေးဝေးနေကျင်တယ်လို့ပြန်ပြောခဲ့ပါတယ်ဒါဆိုသူမကိုဘာလို့လာခဲ့တာလဲမေးခဲ့ပြီးအဝတ်ကသူကလူတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့အစွမ်းရှိပြီးအဲ့ထဲမှာလူတွေအကုန်လုံးရဲ့စိတ်ကိုဖတ်နိုင်ပေမဲ့ဘယ်လာရဲ့စိတ်ကိုတော့လုံးဝဖတ်မရဘူးလို့ပြောခဲ့တယ်ဒါကြောင့်သူအတော်လေးစိတ်ပြတ်နေရတယ်လို့ပြောပြီးနောက်ကိုဘယ်လာနဲ့အဝေးမှမနေတော့ဘူးလို့ပြောခဲ့ပါတယ်တကယ်တော့အဝတ်ကဗမာရန်တကောင်မှဘယ်လာတည်သွားခဲ့ပါတယ်ဘယ်လာကအဝတ်နေတဲ့တောင်စီကိုလိုက်သွားပြီးအဖြစ်မှန်ကိုမေးတဲ့အခါအဝတ်ကဘယ်လာကိုတောင်တွေပေါ်စီခေါ်ဆောင်သွားပြီးတက်တည်ပြခဲ့တယ်တောင်ထိပ်ပေါ်ကိုရောက်တော့အဝတ်ကနေရောင်ကြီးတဲ့ကိုထွက်ပြပြီးသူကဗမာရတက်ကောင်ဖြစ်ကြောင်းပြောရင်ဘယ်လာကိုကြောက်လန့်သွားအောင်ချောက်ပစ်ခဲ့တယ်အဝတ်ကသူတို့မိသားစုကတခြားမိသားစုတွေလိုလူသွေးမတောက်ပဲတလေးစံနေစီကသွေးကိုပဲတောက်တာဖြစ်ကြောင်းဘယ်လာကိုသူစောင်းနေတာရာစုနှစ်အတော်ကြာပြီဖြစ်ကြောင်းအခုသူစောင်းစရာမလိုတော့ဘူးဆိုတာကိုပါပြောပြခဲ့တယ်နောက်နေ့မှာတော့ကျောင်းမှာအဝတ်နဲ့ဘယ်လာတို့တပူးပူးဖြစ်နေကြတဲ့အတွက်အကုန်လုံးကဝိုင်းကြည့်နေကြတယ်အဝတ်ကသူတို့မိသားစုတမိုင်းကြောင်းကိုဘယ်လာကိုတီးအောင်ပြောပြပါတယ်ဒေါက်တာကောလင်းကတရန်နီးနီးဖြစ်နေတဲ့သူတို့ကိုဗမိုင်းရအဖြစ်ပြောင်းပြီးကယ်တင်ခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့တယောက်ချင်းစီတိုင်းကကိုပိုင်ပါဝါတွေရလာခဲ့တာပါအဝတ်ရဲ့စွမ်းရည်ကတော့သူများတွေရဲ့စိတ်ကိုဖတ်နိုင်နေတာပါဘယ်လာကိုအဝတ်ကသူ့အိမ်ကိုခေါ်ပြီးမိသားစုနဲ့မိတ်ဆက်ပေးခဲ့ပါတယ်ရိုစလီကတော့လူသားတယောက်ပါဝင်ပတ်သက်နေတာကနေသူတို့အိမ်ရဲ့လှုပ်ဝက်ချက်ကိုပေါက်ကြားသွားနိုင်တယ်ဆိုပြီးဘယ်လာကိုသိမကြိုက်ပါဘူးဘယ်လာနဲ့အဝတ်ကတော့ဘာကိုမှဂယူမဆိုင်ပဲအချစ်ကြောင်းပျော်မြူးနေကြကြတယ်တစ်ဖက်မှာတော့ဗမာရတွေကိုဖမ်းဆီးရဖို့နေကနီးတဲ့နီးလာနေပါပြီရဲတွေကလည်းအာသွန်ခွန်ဆိုင်ရှာနေကြပါတယ်တစ်ဖက်မှာလည်းအဝတ်နဲ့ဘယ်လာတို့ဂျာကအချစ်ကတဖြည်းဖြည်းပူပူနှဆိုင်လာပြီးနောက်နေ့မှာတော့ဘယ်လာရဲ့အဖေစီကနေတရားဝင်ခွင့်တောင်းပြီးအဝတ်ကဘယ်လာကိုခေါ်သွားခဲ့ပါတယ်
ကောလင်းမိသားစုတွေပျော်ပျော်ရွှင်ရွှင်ကစားနေကြတော့ဂျိန်းဗီဒိုရီယာတို့တွေရောက်လာကြတယ်သူတို့ကလည်းဒီတော်ထဲမှာဟိုးရင်တွေကရှိနေတဲ့ဗမိုင်းရတွေပါဘယ်လာနဲ့အဝတ်တို့ဂျာကဆက်ဆံရေးကိုတည်နေတဲ့အတွက်သူတို့ကလာပြီးနှောက်ယှက်ကြတာဖြစ်ပါတယ်အော်ကဂျိန်းကအလွန်ကြောက်စရာကောင်းပြီးအနေရပေးတတ်တယ်လို့ပြောပြတော့အတွက်ဘယ်လာဟာအဝတ်နဲ့လိုက်လာခဲ့ပါတယ်ကောလင်းမိသားစုကဘယ်လာကိုကောက်ွယ်ပေးဖို့အစီအစဉ်ဆွဲကြပြီးတောထဲမှာအမဲလိုက်ဖို့လည်းပြင်ဆင်ကြပါတယ်ရူစလီကဘယ်လာရဲ့အင်ဂျီကိုတုံးပြီးတခြားသူတွေကိုမျှောက်ခေါ်ခဲ့ပါတယ်ဂျိန်းကသူ့လက်စားခံရမှန်းသိတော့ဒေါသထွက်ပြီးသူ့အမေကိုဖမ်းထားကြောင်းပြောပြတဲ့အခါဘယ်လာရဲ့အမေကိုကယ်တင်ဖို့ထွက်လာခဲ့တယ်တကယ်တမ်းတော့သူမအမေကဘေးကင်းပါတယ်ဂျိန်းကဘယ်လာကိုစောင့်နှောင်းလိုက်တဲ့အချိန်မှာအော်ရောက်လာပြီးကယ်တင်ခဲ့တယ်ဒီလိုနဲ့လုံထွေးတပ်ပုတ်ကြရင်ဘယ်လာကိုဂျိန်းမကိုက်နိုင်အောင်အစွမ်းကုန်ကောက်ွယ်ခဲ့ပါတယ်ကောလင်းမိသားစုတွေရောက်လာတော့ဂျိန်းကိုမီးရှို့တတ်နိုင်ခဲ့ပါပြီဘယ်လာဒဏ်ရာရတာလို့သူ့ကိုစေးုံပို့လိုက်ကြရတယ်ဘယ်လာတက်တာလာတဲ့အခါဂျေကောရောက်လာပြီးသူမနဲ့အဝေါ်ဂျာကဆက်ဆံရေးကိုမေးခဲ့ပါတယ်တကယ်တော့ဘယ်လာကိုဗမာရန်မဖြစ်စေခြင်းလို့အဝေါ်ကကောက်ွယ်ပေးနေခဲ့တာပါတစ်ဖက်မှာလည်းဗီဒိုရီယာကသူတို့နှစ်ယောက်ကိုကြည့်ပြီးမကျင်မနှက်ဖြစ်နေပါတယ်ဘယ်လာကအနာဂတ်မှာသူကအသက်ကြီးအိုမင်းသွားပြီးအဝေါ်ကငယ်ရွယ်နူးပြူနေသေးပဲဆိုတာကိုအိမ်မက်မှတ်ပြီးလန့်နေပါတယ်ဘယ်လာရဲ့မွေးနေ့ပါတီကိုကောလင်းတို့အိမ်မှာပဲကျင်းပကြရင်မတော်တဆဘယ်လာကတွေးထွက်သွားတဲ့အတွက်ရုံရင်းဆန်ကတ်တွေဖြစ်ခဲ့ရတယ်ဒေါက်တာကောလင်းကသူမကိုကူညီပေးဖို့တောင်းပန်ခဲ့ပါတယ်ဘယ်လာကအိမ်ပြန်လမ်းမှာသူမကိုဗမာရန်အဖြစ်ပြောင်းပေးဖို့တောင်းဆိုပေမဲ့အဝေါ်ကမကြားချင်အောင်ဆောင်နေသေးပါဘယ်လာကအော်ကိုမေးပြဖို့ဆိုင်ငယ်ဝယ်လာပြီးဂျေကောကိုပြင်ခိုင်းခဲ့တယ်။သူမကဆိုင်ငယ်စီးနေတုန်းမှာပဲအော်ကိုမြင်ရောက်ပြီးဆိုင်ငယ်မှောက်ခဲ့ရတယ်။သူမကဂျေကောနဲ့ပိုနီးစက်လာပေမဲ့တကယ်တမ်းတော့ဂျေကောဘက်ကအခြေရေးဆိုတဲ့အခါမှာတော့ငင်းဆန်ခဲ့ပါတယ်။သူမကဂျေကောနဲ့တငယ်ချင်းလိုပဲနေကျင်တာပါ။ဂျေကောကလည်းသူမရှိကျင်တယ်လို့ရှိနေပေမဲ့လို့ပြောခဲ့ပါတယ်။ပြီးတော့ဂျေကောကပြဿနာတစ်ခုကြုံရလို့ထွက်သွားရကနေဘယ်လာကိုတနေကုန်အဆက်အသွယ်မလုပ်တော့ပါဘူးဘယ်လာကဂျေကောကိုတွားချတဲ့အခါစပင်ညတ်ထားပြီးတက်တူးနဲ့အပေါ်ပိုင်းပလာဖြစ်နေတဲ့ဂျေကောကိုတွေးလိုက်ပါတယ်ဂျေကောကသူမကိုဒီကနေထွက်သွားဖို့ပြောပေမဲ့မထွက်သွားတာကြောင့်ပြဿနာတွေတက်ခဲ့ကြတယ်ဘယ်လာကသူနဲ့အဝေါ်တို့ခဏခဏသွားတဲ့နေရာကိုပြန်သွားတဲ့အခါဂျိန်းတို့ဘက်ကလော်ရန်နဲ့တွေ့ခဲ့ပါတယ်ဘယ်လာကိုတယောက်တည်းတွေ့တဲ့အခါတိုက်ခိုက်ဖို့လုပ်ပေမဲ့အနောက်ကနေဝွန်ဘလီတွေပေါ်လာတာကြောင့်ထွက်ပြေးသွားခဲ့တယ်သူမကသူမအဖေကိုဒီကြောင်ပြေးပြောခဲ့ပေမဲ့ဂျေကောနေမကောင်းလို့တွားကြည့်ခဲ့ပါတယ်ဂျေကောရဲ့အခြေအနေမကောင်းတော့ဘယ်လာကဂျေကောတငယ်ချင်းတယောက်ကိုပြဿနာရှာပါတယ်ရုတ်တရက်သူကဝွန်ဘလီပုံစံပြောင်းသွားပြီးဘယ်လာကိုတိုက်ခတ်တာကြောင့်ဂျေကောကပြန်ခဲ့ရပြန်တယ်ဒါနဲ့ပဲဘယ်လာကသူတို့အကြောင်းကိုတည်သွားခဲ့ပါတယ်သူတို့တွေကဗမာရတွေကိုအမဲလိုက်တာကြောင့်လော်ရန်ကိုလည်းတက်လိုက်ကြတာပါပြီတစ်ဖက်မှာလည်းဗီဒိုရီယာကဝွန်ဘလီလက်ကလွတ်အောင်ရေထဲကိုခုန်ချပေးသွားသလိုဘယ်လာကလည်းရေထဲကျသွားတဲ့အတွက်ဂျေကောကကယ်တင်ခဲ့ရပါတယ်အိမ်ကိုရောက်တော့ LS ကောလင်းရောက်နေပြီးသူဘယ်လာရေထဲပြုတ်ကြတာကိုမြင်နေဆိုပြီးမေးခဲ့ပါတယ်တကယ်တော့ဘယ်လာကအဝေါ်များလာခဲ့မလားဆိုပြီးခုန်ချတာပါဂျေကောအိမ်ထဲဝင်လာတဲ့အချိန်မှာတော့သူမထွက်သွားပေးခဲ့ပါတယ်အဲ့အချိန်မှာအဝေါ်ကဗမာရအရာရှိတွေစီမှာအပြစ်ခံယူဖို့ရောက်နေတာဖြစ်ပြီး LS ကသူမကိုခေါ်သွားခဲ့ပါတယ် LS ရဲ့အကူအညီနဲ့ဘယ်လာဟာအဝေါ်ကိုအပြစ်မခံရအောင်ပြေးဝင်ပြီးကာကွယ်ခဲ့ပါတယ်အဝေါ်ကသူမကိုမြင်လို့အတိုင်းမသိပြောသွားခဲ့တယ်ဂျူရီလူကြီးတွေကဘယ်လာကိုစစ်ဆေးကြည့်တဲ့အခါဘယ်လာကဗမာရနဲ့ဆက်ဆက်နေတာကိုတွေ့ကြရပါတယ်တကယ်တော့အဝေါ်ကဘယ်လာနာကျင်ရမှာကိုမကြည့်ရလို့သူကကိုစားခံထားပေးတာပါဂျူရီတွေကသူ့ကိုတတ်ဖို့လုံးနေကြတဲ့အတွက်ဘယ်လာကသူ့ကိုသူစတိခံမယ်လို့ပြောခဲ့ပါတယ်အဲ့ချိန်မှာ LS ကဘယ်လာကိုဗမာရတကောင်အနေနဲ့မြင်မိပါတယ်လို့ပြောလိုက်တော့သူတို့ကိုလှုပ်ပေးကြပါတယ်LS ကအနာဂတ်ကိုမြင်နိုင်သူဖြစ်တာကြောင့်အခုလိုလှုပ်ပေးလိုက်တာပါအဝေါ်ကသူမရှိပဲမနေနိုင်တဲ့အတွက်ဘယ်တော့မှမခွဲသွားဘူးလို့လည်းပြောခဲ့ပါတယ်ဘယ်လာကသူမကိုဗမာရအဖြစ်ပြောင်းပေးဖို့ထပ်မံပြောတော့အဝေါ်ကအခုထိမလုပ်ပေးခြင်းပါဘူးဘယ်လာကသူတို့နှစ်ယောက်ကိုခွင့်ပြုပေးဖို့ကောလင်းမိသားစုကိုခွင့်တောင်းတဲ့အခါ Rose ကလွှဲရင်အကုန်လုံးကသဘောတူကြပါတယ်သူမကကြောင်းမိတဲ့ဒီစောင်းကြီးအောင်မှာပါအပြန်လမ်းမှာဂျေကောကပေါ်လာပြီးဘယ်လာကိုဗမာရအဖြစ်ပြောင်းချင်နေတာဆိုပြီးအဝေါ်နဲ့ရန်ဖြစ်ကြပါတယ်ဘယ်လာကဒါသူမလိုချင်နေတာဖြစ်ပြီးအဝေါ်ကိုနက်နက်ရှိုင်ရှိုင်ချစ်မိနေပါတယ်လို့ပါပြောလိုက်ပါတယ်ဂျေကောကဘယ်လာကိုသူတို့နှစ်ယောက်ထဲကရွေးပါလို့ပြောတဲ့အခါဘယ်လာကအဝေါ်ကိုရွေးချယ်ခဲ့ပါတယ်ဒါကြောင့်သူတို့ကလက်ထပ်ပြီးတာနဲ့ဘယ်လာကိုဗမာရအဖြစ်ပြောင်းပေးဖို့ပြောခဲ့ပါတယ်အခုမျိုးနဲ့တိမ်မွေးတဲ့စီယထရယ်မြို့မှာဗီဒိုရီယာကရိုင်လီနဲ့တိုက်ခိုက်ပြီးဗမာရအဖြစ်ပြောင်းခဲ့ပါတယ်အဝေါ်နဲ့ဘယ်လာတို့ကပျော်ရွှင်စရာအချိန်လေးကိုပိုင်ဆိုင်နေကြပြီးအဝေါ်ကဘယ်လာကိုလက်ထပ်ဝင်တောင်းခဲ့ပါတယ်ဘယ်လာကမိဘတွေရဲ့ကွာရှင်မှုကြောင့်လက်ထပ်ဖို့ကိုကြောက်နေတာဖြစ်ပြီးသူမကိုဗမာရဖြစ်ပြောင်းဖို့ပြောတော့အဝေါ်ကစဉ်းစားနေသေးပါဘယ်လာကသူ့ဖေနဲ့စကားတွေပြောခဲ့ကြပါတယ်ဂျေကော့ကြောင့်ကိုအဖေကပြောပြလာတော့သူမကဂျေကော့ကိုဖုံးဆက်ခဲ့ပါတယ်ဘယ်လာကဂျေကော့ကိုတွေးဖို့သွားပေမဲ့အဝေါ်ကသူမကားထဲမှာပေါ်လာပြီးဂျေကော့ကိုသူမကြုံဘူးဝူမလီတွေကဘာမှမဆိုလုံးနိုင်တယ်လို့ပြောခဲ့ပါတယ်နောက်တနေ့မှာသူတို့ကျောင်းမှာရှိနေတော့ LS ကတခုခုမြင်သွားတဲ့အတွက်အဝေါ်ကသူ့စိတ်ကိုဖတ်လိုက်ပါတယ်ဒါပေမဲ့ဘာလဲဆိုတာကိုတော့မပြောပြခဲ့ပါဘူးဘယ်လာကဘွဲမြူကင်းသူ့မေစီခဏပြန်တဲ့အခါအဝေါ်ကသူတို့မိသားစုတွေအကုန်ဘယ်လာကိုစောင့်ရှောက်ပေးနေတယ်လို့ပြောခဲ့ပါတယ်ဒီလိုနဲ့ဘယ်လာနဲ့သူ့အမေတို့အတူတူအချိန်ကုန်ခဲ့ကြတယ်
ဗီတိုရီယာကကောလင်းတို့အိမ်ကိုရောက်လာတဲ့အခါ LS ကမြင်မိတော့အကုန်လုံးကိုအတိပေးလိုက်ပါတယ်ဒီလိုနဲ့သူတို့တွေကဗီတိုရီယာနောက်ကိုလိုက်လာကြတဲ့အခါဗီတိုရီယာကဝင်ပလီကြားတဲ့ကိုပြုတ်ဝင်ခဲ့ပေမဲ့ဘယ်သူမှမမိခဲ့ကြပါဘူးနောက်ရမှာတော့ကျောင်းကိုရောက်လာတဲ့ဂျီကော့ကနောက်တစ်ခါဗမာရတွေကသူတို့နယ်မြေကိုမကျူးကျော်လာဘူးပြောကြရင်အော်ကသူဒီမြင်ကွင်းကိုကျူမြင်ခဲ့ကြောင်းပြောလိုက်ပါတယ်နောက်တော့ဘဲလာကသူတို့ကြားကအထင်လွယ်မှုတွေကိုရှင်းပြဖို့ဂျီကော့နဲ့အတူတူလိုက်သွားခဲ့ပါတယ်ဒီလိုနဲ့စကားပြောကြရင်သူတို့ကြားမှာပြေလည်သွားခဲ့ကြတယ်ရိုင်းလီကဘဲလာတို့အိမ်ကိုရောက်လာပြီးမှွေနှောက်ပြီးပါပြီဘဲလာပြန်ရောက်လာတော့အဖေကဘာလို့နောက်ကျနေတာလဲလို့မေးခဲ့ပါတယ်သူမကဂျီကော့နဲ့ရှိနေတာလို့ဖြေခဲ့ပါတယ်အဲ့နောက်အော်ရောက်လာပြီးဘဲလာကိုသူတို့အိမ်စီခေါ်သွားပါတယ်ကောလင်းမိသားစုနဲ့ဘဲလာတို့ကဗီတိုရီယာကိုကင်တွယ်ဖြည့်ရှင်ဖို့စဉ်းစားနေကြပြီးဗီတိုရီယာကအကြီးကြီးကြံစီထားတာကိုသိနေတာကြောင့်စိုးရိမ်နေကြပါတယ်နောက်တော့ဗီတိုရီယာကိုအတူတူဖြည့်ရှင်ဖို့ဂျီကော့တို့ဝံပလီတွေနဲ့ဗမာယာတွေကညဘက်မှာတွေ့ဆုံခဲ့ကြတယ်အော်ကအမဲလိုက်ဖို့သွားတဲ့အခါဘဲလာကိုဂျီကော့နဲ့ထားခဲ့ပါတယ်ဂျီကော့ရဲ့အဖေကသူတို့တွေကိုဗမာယာတွေနဲ့ဝံပလီတို့တမိုင်းကြောင်းကိုပုံမြင်ပြောပြနေခဲ့ပါတယ်အဲ့ချိန်မှာဗီတိုရီယာအမိန်တိုင်းလိုက်လုံနေတဲ့ရိုင်းလီစီကိုပြောက်ကပြန်လည်ရောက်သွားပါတယ် TV မှာလည်းနေ့စဉ်ရက်ဆက်လူတွေတင်နေကြတဲ့သတင်းတွေတက်နေပြီးကောလင်းတွေကလည်းစီရထွဲကိုတွားဖို့ပြင်နေကြပါပြီဘဲလာအဖေကလူပြောက်တိုင်ထားတဲ့ရိုင်းလီကိုရှာပေးနေတာဖြစ်ပြီးဘဲလာကတော့သူ့ကိုမရှာဘူးပြောခဲ့ပါတယ်ဘဲလာနဲ့အဝေါ်လည်းစကားပြောခဲ့ကြသလိုဂျီကော့နဲ့လည်းစကားတွေပြောခဲ့ကြပါတယ်ထုံးစံတိုင်းအဝေါ်နဲ့ဂျီကော့တို့ကရန်ဖြစ်ကြတဲ့အခါဘဲလာအဖေကဝင်ဖြန့်ပြပေးခဲ့ပါတယ်ကောလင်းအိမ်ကိုရောက်လာတော့ရူစလီနဲ့ဘဲလာတို့စကားပြောခဲ့ပြီးရူစလီကလူဖြစ်နေမလားဗမာရလုံနေမလားရွေးခွင်းရှိနေတဲ့ဘဲလာရဲ့ဘဝကိုမနာလိုကြောင်းထုတ်ပြောခဲ့ပါတယ်ရူစလီကအတိတ်တုန်းကသူမတစ္ဆာဖောက်ကန်ပြီးတေကန်နီးနေတော့ဒေါက်တာကောလင်းကခေတင်ပေးခဲ့တာဖြစ်ကြောင်းပြောပြပြီးသူမကလူဘဝကိုပြန်မရတော့ဘူးလို့ပြောပြခဲ့ပါသေးတယ်မြို့မှာတဖြည်းဖြည်းဗမာရအစ်စ်တွေများလာပြီးတိုက်ပွဲတွေပြင်းထန်လာခဲ့ပါတယ်ကျောင်းရဲ့ဘွဲယူပွဲမှာ LS ကသူမမြင်အောင်မိတာကိုပြောပြပြီးမကြခင်ဗမာရအစ်စ်တွေနဲ့တိုက်ပွဲဖြစ်တော့မှာကိုပြောပြခဲ့ပါတယ်ဂျီကော့ကလည်းဘဲလာကိုကောက်ွယ်ဖို့သူပါဝင်မယ်လို့ပြောခဲ့ပါတယ်ဒီလိုနဲ့ဝံပလီတွေနဲ့ဗမာရတို့ပေါင်းစည်းခဲ့ကြတယ်ဘဲလာရဲ့အိမ်မက်တွေမကောင်းလို့သူမလည်းတစားကန်အနေနဲ့ပါမယ်လို့ပြောခဲ့ပါတယ်ဒါနဲ့သူတို့ရဲ့အစီအစဉ်တွေကိုချခဲ့ကြတယ် LS ကဘဲလာအဖေကိုသူမနဲ့အတူတူရှိနေစေပါတယ်ညဘက်မှာကောလင်းအိမ်ကိုဘဲလာသွားတော့အဝေါ်ကလက်ထောက်ခွင့်တောင်းတဲ့အတွက်လက်ခံခဲ့ပါတယ်ဗီတိုရီယာကရိုင်းလီကိုဖိအားပေးပြီးတိုက်ခိုင်းတာတွေကိုလည်းပြသထားပါတယ်ဘဲလာကသူမသွေးတွေကိုနေရာအနှံ့တုပ်ပြီးမြှောက်ခေါ်ပါတယ်စီစဉ်ထားတဲ့အတိုင်းဂျေကော့ကဘဲလာကိုတောင်ထိပ်စီကိုခေါ်သွားပါတယ်အဲ့ညမှာသူတို့၃ယောက်တောင်ထိပ်မှာအတူတူရှိနေတာဖြစ်ပြီးဝင်ပလီဖြစ်တဲ့ဂျေကော့ကသူမကိုနူးထွေးစေခဲ့တယ်အဲ့ညမှာဂျေကော့နဲ့အဝေါ်တို့စကားတွေပြောခဲ့ကြတယ်အဝေါ်ကဘဲလာသာထွက်သွားခြင်းနဲ့ဆိုရင်သူသွားခွင့်ပြုမှာပါလို့ပြောခဲ့ပါတယ်နောက်ရမှာတော့အဝေါ်နဲ့ဘဲလာတို့လက်ထပ်ပွဲကြောင်းကိုပြောတဲ့အခါဂျေကော့ကသူ့ကိုမပြောပြထားလို့စိတ်ဆိုးသွားပြီးဘဲလာကိုယ်တိုင်လည်းသူတို့ကြားမှာရှိတဲ့ဆက်သွယ်မှုကိုမသိနိုင်အောင်ဖြစ်ခဲ့ရပါတယ်တစ်ဖက်မှာလည်းဗမာရအစ်စ်တွေရောက်လာပြီးကောလင်းတို့နဲ့တိုက်ခိုက်ကြပါတယ်ဝံပလီတွေရောက်လာပြီးကူညီပေးခဲ့တယ်အချင်းချင်းတိုက်ခိုက်နေကြတော့ဘဲလာဒီမှာမရှိတာကိုသိတဲ့အခါရိုင်းလီကဘဲလာကိုလိုက်ရှာခဲ့ပါတယ်အော်ကရိုင်းလီကိုတွေ့တဲ့အခါသူ့ကိုဗီတိုရီယာကအတုံးချနေတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်အဲ့ချိန်မှာဗီတိုရီယာရောက်လာပြီးသူမကရိုင်းလီကိုတကယ်ချစ်တာပါလို့ပြန်ပြောခဲ့ပါတယ်အော်တို့ရင်ဆိုင်နေကြတော့ဝံပလီတွေပေါ်လာပြီးသူတို့ကိုကူညီပေးခဲ့ပါတယ်ဒီလိုနဲ့အော်နဲ့ဗီတိုရီယာတို့တိုက်ခိုက်ကြပြီးဘဲလာကသူမလက်ကိုဒဏ်ရာရစေပြီးရိုင်းလီတို့ကိုဆွဲဆောင်ခဲ့ပါတယ်နောက်ဆုံးတော့ဘဲလာတို့ကအနိုင်ရသွားခဲ့ပါပြီဂျီကော့ကတော့စကားများကြတဲ့ဗမာရတက်ကောင်နဲ့ဝံပလီတက်ကောင်ကိုထိန်ရင်ဒဏ်ရာရသွားခဲ့ပါတယ်ဗမာရအစ်စ်တွေလို့မကြခင်မှာလဲဘဲလာကဗမာရဖြစ်လာတော့မှလို့ပြောပြပြီးဖြန့်ပြေခဲ့လို့အဆင်ပြေသွားခဲ့ပါပြီဒဏ်ရာရနေတဲ့ဂျီကော့ကိုဒေါက်တာကောလင်းကကုသပေးပြီးဂျီကော့ကဘဲလာကိုတားခဲ့ပေမဲ့ဘဲလာကတော့နောက်မဆုတ်တော့ပါဘူးသူမကအဝတ်နဲ့2ယောက်သားလက်ထပ်ကြဖို့ပြောကြရင်ဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်ဒီဇလန်လေးကတော့တမန်ဝံပလီနဲ့ဗမာရတွေပါတဲ့ဇက်ဆောင်နှစ်ခုကြားကအချစ်ဇလန်တွေကိုဖော်ကျူးထားတဲ့ဇလန်လေးဖြစ်ပါတယ်နောက်ပုတ်တွေမှာလည်းအခုလိုစိတ်ဝင်စားကြကောင်းတဲ့ရုပ်ရှင်ဇာတ်ကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဆက်လက်စောင့်ကြည့်ပေးကြပါဦး channel လေးကို like and subscribe လေးလုပ်ပြီးအားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်